ဟုတ်ကဲ့ online ပေါ်မှာရှိကြတယ်သူတိတိဝါသနာရှင်သူတိတိချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါလို့ဆရာဘက်ကနေဥစ္စာပထမကတော့ပြုလိုက်ပါတယ်နော်ဒီရောက်မှာဆရာပြထားတယ်ဒီညီမလေးနဲ့ဒီညီလေးရဆိုလို့ရှိရင်ကြံခဲ့တဲ့အဘက်ကဒါ6လပိုင်း16ရက်နေ့မှာဆရာရှိမှာခဏန်းတောင်းခဲ့လို့အောင်မြင်ခဲ့တဲ့ညီလေးနဲ့ညီမလေးဖြစ်တယ်ဒီဘက်ကညီမလေးရဆိုလို့ရှိရင်သူ့ရဲ့ဗီဒီယိုဖိုင်နဲ့သူ့ရဲ့ပေါက်ကွက်ကလေးနဲ့ပေးပို့လာပြီးတော့ဆရာ10လပိုင်း1ရက်နေ့အတွက်ကိုလိုက်ရှိုးပြန်လွှင့်တဲ့အခါမှာဆရာရဲ့လိုက်ရှိုးမှာပါဝင်ပြရစီဆိုပြီးတော့သူ့ရဲ့ပေါက်ကွက်ကလေးနဲ့သူ့ရဲ့ဒါငွေလေးနဲ့တော့သူ့ရဲ့ဗီဒီယိုဖိုင်လေးနဲ့တို့ပေးပို့လာရင်ဖြစ်တယ်နော်ဒီဘက်ကညီလေးရဆိုလို့ရှိရင်သူ့ဘက်ကနေပြီးတော့ဒါဒိုင်းမှာငွေသွားထုတ်လို့နော်ဒိုင်းမှာငွေသွားထုတ်လို့ဟိုဒိုင်းမှာတခါတည်းဒီဗီဒီယိုဖိုင်ရိုက်ထားတယ်ဆရာရဲ့ဗီဒီယိုဖိုင်လေးနဲ့အတူဆရာလိုက်ရှိုးမှာပါဝင်ပြရစီဆိုပြီးတော့ဆရာကိုအကူအညီတောင်းလို့အခုလိုမျိုးလိုက်ရှိုးမှာဆရာဘက်ကနေချပေးလိုက်ရရင်ဖြစ်တယ်နော်ဒါဒီညီလေးနဲ့ဒီညီမလေးရဆိုရင်ဒီညီမလေးကဒါတသိန်းမို့အောင်မြင်ခဲ့တယ်ဒီညီလေးကတော့ဆရာကိုဖုံးဆက်ပြီးတဲ့ဒါပြောတဲ့အခါမှာတော့သူ့ဘက်ကတသိန်းနဲ့3000မို့ပေါက်တယ်လို့ဆရာကိုပြောခဲ့တယ်နော်ဆရာတို့ဘက်ကလည်းဒါဘလူးဘလောက်ကိုပေါက်ဆရာဝမ်းတာတယ်နော်ဆရာကူညီပေးလိုက်တဲ့လူတယောက်ကဒီလိုအဆင်ပြေသွားတယ်ဆိုရင်ဆရာဝမ်းတာတယ်နော်အခုဒါဆရာရဲ့ live show ကိုဒီ6လပိုင်း16ရက်နေ့မှာတွေးလိုက်တဲ့လူရှိတယ်လို့မတွေးလိုက်တဲ့လူလည်းရှိတယ်တွေးလိုက်တဲ့လူကလည်းအောင်မြင်တယ်မတွေးလိုက်တဲ့လူကလည်းမအောင်မြင်ဘူးပေါ့နော်ဒါအခုအောင်မြင်ကြပါတယ်ပေါက်ချင်ပါတယ်ရှုံးနေကြပါတယ်အမျက်ကြီးကြံနေပါတယ်ဆရာရဲ့10လပိုင်း1ရက်နေ့မှာတသတိနဲ့ပတ်သက်ပြီးတော့တစ်ခါမှမပေါက်ဘူးလို့ပေါက်ချင်ပါတယ်ဆရာရဲ့နော်9000ဘို့တသိန်းဘို့ထိုးချင်ပါတယ်ဆိုရင်ဆရာရဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုပြီးဆရာဒီမှာပြထားတဲ့ဖုန်းနံပါတ်39936384ဆိုတဲ့ဖုန်းနံပါတ်ကိုဖုန်းမသိမှာမဟိုင်းနဲ့ Messenger မှာမဟိုင်းနဲ့ကနန်းမပေးဘူးဖုန်းဓာတ်ရိုက်ခေါ်ဆိုပြီးဆရာဘက်ကနေပြီးတော့ဒါလူကြီး15ဦးကူညီပေးမယ်လူကြီး15ဦးပြည့်ရင်တော့လုံးဝကနန်းမပေးဘူးလူကြီး15ဦးမပြည့်မချင်းတော့ဆရာကိုဖုန်းဓာတ်ရိုက်ခေါ်ဆိုပေးပါနော်ဒါဒီညီလေးတို့ဒီညီမလေးတို့မျိုးအောင်မြင်ကြပါတယ်ပေါက်ချင်ပါတယ်ဆိုလို့ရှိရင်ဆရာရဲ့ဖုန်းနံပါတ်ကိုဓာတ်ရိုက်ခေါ်ဆိုပေးပါနော်ဒါဆရာကိုဖုန်းခေါ်ဆိုတဲ့ညီငယ်ညီမငယ်တွေအားလုံးပဲเนาะ9ရက်သားသမီးတွေကလည်းဆရာရဲ့ဒီပို့ဒီလိုက်ကို like share လေးနဲ့ကူညီပေး like share နဲ့ကူညီပေးတဲ့ဆိုတဲ့ညီငယ်ညီမငယ်တွေကိုဆရာဘက်ကတူးချင်းဒီတိုင်းကိုဆရာဘက်ကဦးစားပေးစနစ်ထဲကိုထည့်သွားပေးမယ် like share နဲ့ကူညီပေးပါ like share နဲ့ကူညီခြင်းဒီဘေးတရားလည်းမကုန်ပါဘူးငွေတရားလည်းမကုန်ပါဘူးဒါပေမဲ့ညီငယ်ညီမငယ်တို့ရဲ့ like share ခြင်းဒီအမှန်တကယ်ဒုက္ခရောက်တဲ့သူတွေသူတို့တွေ့မြင်သွားမယ်ဆိုရင်သူတို့အတွက်အားစီးတစ်ခွက်ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ဒီဘို့ဒီလိုက်ကို like share လေးနဲ့ကူညီပေးပါလို့ဆရာဘက်ကမေတ္တာရက်ခံရင်းနဲ့ဆရာဒီဘို့ဒီလိုက်ကိုလည်းဒါဒီညမှာရနောက်ကံပြပါအားလုံးပဲမင်္ဂလာပါနော်